speak English? This a is little. a Makassar stone. Makassar stone. Yes. The good stone. Okay. Okay, let's go see it. အားလုံးပဲမင်္ဂလာပါကျွန်တော်အကွေပါအခုကျွန်တော်စီးရဲခီးစင်ကိုစနေပါပြီအခုတော့ကျွန်တော်ကားဂိတ်သွားနေလာမှုမှာကဲ goodbye bye bye ဒါတော့အခုကျွန်တော်စီးရဲကိုရောက်ပါပြီ line ပေါ်မှာဂျို booking ယူထားတဲ့ hotel တော့ရောက်ပြီပါเนาะတန်းရှင်းတာတော့ပုံရအတိုင်းပါပဲ hotel အခန်းလေးရနည်းနည်းလေးတီးရွာနေလွယ်တော့ပေါ့ဈေးလေးလည်းတန်ပါတယ်တညအောင်15ကျပ်ပဲပေးရနောက်တနေ့မနေ့ကျွန်တော်ထုံးစံတိုင်းဈေးကိုသွားမယ်ပြီးရင်မနေ့စားစားမယ်ပြီးရင်ဈေးပတ်မယ်အခုတော့နေဈေးလဲဒီစီးမျိုးရဲ့ပိုမှာကပ်ပေါ့ပြောလို့ဆိုသူလည်းဒီစီးမျိုးရဲ့တက်တန်အရှိအကြဆုံးဈေးတစ်ခုပေါ့နော်ရောက်ပါပြီ Yeah, after all, market ကိုရောက်ပြီတော့အားရှိတယ်ဒီတော့ကြည့်ချင်တာဒါတော့ကျွန်တော်ဝင်ချင်းမြင်ခွင့်နေပေါ့နော်သူကအင်ပြန်လက်ဆောင်လေးတွေပေါ့လက်ကောက်တို့ဆွဲချိုးတို့ပါရညာတို့ဈေးတန်းတစ်လျှောက်လုံးပေါ့ဈေးတွေကနေလွယ်တော့ဈေးဝဲတူတွေအားလုံးကနိုင်ငံခြားခီးတွေပဲဈေးတန်းတစ်လျှောက်လုံးကဈေးတွေအားလုံးပေါ့အားလုံးတော့မဆိုတော့တော်တော်များများပေါ့အကုန်လုံးအင်္ဂလိပ်စကားပန်းပန်းနိုင်ချမ်းချမ်းချင်းချင်းပြောနိုင်ကြ That's China good. Okay. Cho nên ở bên này về bạn này chỉ ở nhà luôn nó xài thế đi về mà lại bát chỉ. I am party. Speak English? This A is little. a Makassar stone. Makassar stone. Yes. The good stone. ဆိုင်ထဲဝင်ရှောက်ပတ်ကြည့်ရနိုင်ဝါလောက်ကြာဒါပေမဲ့ထွက်လာတဲ့အချိန်တော့ဘာမှမဝယ်လာဘာလို့ဘာမှမဝယ်လာလဲဆိုတော့ပါဝယ်ရမှာမသိဘူးเนาะပစ္စည်းအရင်များတော့နည်းနည်းကြောင်ပတ်တယ်ကွာကျွန်တော်ဈေးပတ်ပြီးထွက်လာတဲ့အချိန်ဒီရလမ်းတောင်းမှာ Lady Kama Kitchen ဆိုတဲ့ဆိုင်အဲ့ဒီရောတော်တော်များတယ်တနေ့ကျွန်တော်လည်းဒီဆိုင်ပြီးထိုင်ဖို့ရွေးလိုက်တော့ကျွန်တော်အခုထိုင်တဲ့ဆိုင်ဟိုကျွန်တော်ရင်းမာပြီးမှ live မှာတစ်ချက်ရှာကြည့်လိုက်တယ်ပေါ့နော်ဒီဆိုင်ကတကယ်နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်ဟုတ်တယ်နာမည်က Lady Kama Kitchen ဒီဘက်ရောက်တဲ့ငွေချင်းမဖြစ်နေတော့ထိုင်တင်တယ်ပေါ့နော်ဒီဆိုင်မှာဆိုရင်စားကြတော်တော်စုံတော့အကောင်တော့ကမ်ဘောဒီးယားစားစားတွေပဲ Hello the Cambodia food emofik yeah emofik You want fish? yeah Can I see the number? sure So it's like 4 chicken or fish? emofish fish Fish. yeah Anything else? Anything else? The drink is at the front. yeah okay have coconut Coconut juice? okay coconut give me one okay that's okay thank you Thank you. thank you
ဟင်းမပြီးချင်းပေါ့ဆိုင်ရဲ့အကြောင်းလေးတစ်ချက်ကြည့်လို့အမေရဲ့ဖုန်းကဝင်လာရောဒါနဲ့ကျွန်တော်ဟင်းရဲ့အရသာဟင်းရဲ့အကြောင်းလေးတော့မှမရှင်းပြဖြစ်တော့ဘူးအခုကျွန်တော်ပြန်ပြီးရှင်းပြပါမယ်ကျွန်တော်မှာစားတဲ့ဟင်းကတော့အိမ်မိုဖေးပေါ့ဒီဟင်းအဆို900စုခေတ်ကနေနေလို့ပေါ့အခုချိန်ကြီးသူကအမျိုးသားဟင်းများနေပြီးတတ်မှတ်ထားခိုင်းရပါပြီးရင်သူကအုံနှုံးနဲ့ချတာအတွက်သူကစားတဲ့ချိန်အုံနှုံးတင်းတင်းလေးကွာပြီးရင်ချိုအီအီလေးပေါ့စားလို့တာအကောင်းတယ်ကမ္ဘောဒီးယားရောက်တော့တစ်ချက်မီးကြီးတင်းတယ်ကွာကဲဟုတ်ရတော့ကြောင်လို့ဒီကကိုက超市那个supermarket买一些的鸡脚巴黎啊或者这些ရန်ပြောရမယ်ဆိုလို့ရှိရင်ကမ္ဘောဒီးယားဒီရဲ့ကုန်စည်နှုန်းကကြောင်းနေမှာတယ်ကုန်စည်နှုန်းနဲ့မကွာဘူးဘာလို့မကွာလဲဆိုတစ်ချက်လိုက်ကြည့်အောင်ကြောင်းတယ်ဟုတ်ပါရဲ့တွားတိုက်စီတပူအကုန်လုံး6ချက်ခွဲ9ချက်နေစားပါတစ်ချက်ကြည့်မျက်နှာတစ်စီလည်းအတူတူပဲ6ချက်ခွဲ9ချက်နေစားဒါရတော့မတည်ပါတော့ဒီဖက်မှာဟမ်ဘာဂါဝယ်စားဟမ်ဘာဂါတစ်လုံးစီချီလိုက်တာဆိုတကယ်တမ်းသူက ready made တော့မှ8ချက်ခွဲ9ချက်ရှိရပါဖတ်ထုတ်ဒါတော့ထုတ်ပြီးတာပါနော်တစ်ထုပ်8ချက် ready made မို့လို့စီချီရတာတော့မသိဘူးဒီအသားငါးတွေကတော့ဈေးပုံမှန်လောက်ပဲပြောအောင်နောက်တစ်ခုစီချီရတယ်ဟင်းဒီဟင်းရွက်တွေပေါ့ပါမုံလာတစ်ပွင့်ကိုနေတော်မှာ9ချက်မုံညင်းဖြူတစ်ပင်ကိုနေတော်မှာ2ချက်ပေါ့မုံညင်းဖြူတစ်ပင်ကို2ချက်မသိပါတော့မြန်မာနိုင်ငံခုကုန်စည်ရဘယ်လိုလဲမသိဘူး ကျွန်တော်စူပါမားကတ်ကနေထွက်လာတဲ့အချိန်အရှိမမြင်လိုက်ဘိုင်လဲပေါ့တစ်ချက်ကျဲတော့အမျိုးသားပြတိုက်ထဲထဲဝေးမှာတစ်ချက်တကြီးကြီးအောင်ဘာတွေရှိတယ်တော့မသိဘူး let's go ဝင်ချင်းဆိုသူကအထဲထဲကအကြမ်းမြင်းနေပေါ့ပြီးလို့ရှင်ဒီဘက်မှာတော့ကမ္ဘောဒီးယားဝတ်စုံပေါ့လေဆွဲတွေအားစားကုန်လုံးမှာကဲပြီးရင်ကျွန်တော်လက်မှတ်တဝဲရအောင်လက်မှတ်ဝယ်မှာအထက်ထဲဝင်ခွင့်ရှိမှာ And would you like the Are You Tour Guide, sir? 中文讲一次吗？可以听语音吗？那好，给我一个吧。有中文了吗 Yes.？OK，那给我中文吧。 You take one. Yeah, one. Okay. And I'm sorry, sir. The camera you cannot take video inside, sir. Yes. ဆိုကျွန်တော်ပြောကင်မရာနဲ့ခွင့်ရှိဘူးတော့ထင်ပါတယ်။ကျွန်တော်လည်းတတိမထားမိပါကျွန်တော်ကင်မရာရိုက်ထားဆို။ဒါမှလည်းအခုရိုက်ပြီးတော့ဆိုတော့ပြီးတော့မှလည်းတစ်ချက် Ticket, please. Your ticket bag. You want in Chinese? Yeah, China. Okay, I saw you. You follow the sign number at the inside and you just click the number and click blue one. And it's one post, yes, speed up, the yellow one go back to menu and one here for you. သူကအတန်ကအကုန်လုံးပြောပြပါဖះရှိခိုးတာအစားအကုန်လုံးပဲပြီးဆိုသူကထဲထဲရှိတဲ့ပုံတွင်ရုပ်ထုရဲ့တမိုင်းပေါ့နာမည်ရအစားအကုန်လုံးပြောပြလို့ရှိတယ်
ဒါတော့ပထမအပိုင်းပေါ့သူကအတန်ဖိုင်ကအားလုံးစုစုပေါင်း62ခုတောင်တည်ရှိတယ်ကျော်လက်တေချာမမှတ်မိတော့သူ့နံပါတ်အစင်လိုက်กว่าသူရဲ့တမိုင်းပေါ့အကုန်လုံးရေးထားအကုန်လုံးပြောပြဒီဝင်ရဲ့လက်မှတ်ကလူတယောက်ကို12ချက်ပြီးအတန်ဖိုင်နားထောင်မှဆိုရင်5ချက်ပြန်ပေါင်းမှာအဲဆိုရင်18ချက်18ချက်ဆိုအထဲထဲမှာလဲအောင်မအောင်2နာရီတနာရီခွဲ2နာရီလောက်တော့ပတ်ရတယ်ပေါ့ဒီရဲ့ပြတိုက်ကတော့တော်တော်လေးစုံပါတယ်ဟုတ်ပါတယ်အထဲထဲမှာပြတိုက်ထဲမှာနိုင်ငံခြားသားတွေကြီးပဲဒါတော့အကူကဖျားချောင်းရဲ့တချမ်းပေါ့သူကအရှာနေကြည့်အရင်လာတချက်ချီအောင်ကျွန်တော်တို့အားတော့အပြင်ကိုထွက်လာတဲ့အချိန်ပေါ့နော်အပြင်ကိုထွက်လာတဲ့အချိန်သူအိမ်မြန်လက်ဆောင်ပစ္စည်းလေးတွေပရိညာတွေရောအဆုံရှိရဒါလည်းကျွန်တော်ပတ်ခဲ့မွေဟဲပေါ့ဘလို့မွေလဲဆိုတော့ပါဝယ်ရမှာမသိဘူးပါပြတိုင်းကနေထွက်လာပါပြီအခုတော့ Grand Town မှာပဲ hotel ပြန်အောင်ပေါ့တကယ်ချင်းတယောက်ကြောင့်မိထားဒီကမ္ဘောဒီးယားမှာ Grad 300ပေါ့လေကျွန်တော်ပြောရတယ်ဘာဖြစ်လို့လဲဆိုဒီရဲ့ဒေတာခံတက်စီတပါးတွေကတော့နိုင်ငံခြားသားဆိုရင်တက်စီခါရှယ်6000လောက်ပါGrad နဲ့ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်အကူတော့လေကိုလက်မှတ်လိုက်ဖြည့်လိုက်ပါတော့3ရက်ဆောင်ဗီဒီယိုလေးအဆုံးကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်နေ့ပြန်ဆက်တွေ့ကြပါ